ထဲမှာလေကျွန်တော်တို့စိတ်ပူပန်ခြင်းဒီဝမ်းနည်းခြင်းဒီမိသားစုရဲ့အလုပ်ကိစ္စတွေအားလုံးကချီနှောင်တယ်နော်ကျွန်တော်တယောက်နဲ့တယောက်ဆက်ဆံရေးမှာလည်းမကြည်နပ်တဲ့ຢာတွေမတင်ကားမှုတွေမယုံကြည်မှုတွေနော်လူကျွန်တော်ရဲ့ပါဝင်ခြင်းမှာအဲ့ဒီຢာတွေကချီနှောင်တယ်ဆိုတော့တကယ်တမ်းကျွန်တော်ယုံကြည်သူတွေကျွန်တော်မေတ္တာဆိုတဲ့ຢာကချီနှောင်ဖို့လိုအပ်တယ်အားလုံးအတူတကွဆိုရအောင်နော် 1 2 say မေတ္တာနာချီနှောင်ခဲ့ပြီးပြီမေတ္တာနာချီနှောင်ခဲ့အားလုံးမတရားပြီးတော့ကလေးရှိတဲ့